ခေတ်ဆက်ဆက်မှာကျွန်တော်တို့ရဲ့အကာပီရီနေကျွန်တော်တို့ရဲ့အကာပီဒီကနေ့အာလင်ဥလမာတွေကျွန်တော်ညီငယ်တွေကိုပြောတာဆရာကြီးတွေမပါဘူးနောက်တက်လာမယ့်အာလင်ဥလမာတွေကိုဆိုလိုတာကျွန်တော်ရဲ့မိတ်ဆွေတွေကိုဆိုလိုတာလေးစားတဲ့မိတ်ဆွေများခင်ဗျာတို့ကျွန်တော်တို့မှတ်ထားပါကျွန်တော်တို့ကငါတို့ခင်မှာရှိတဲ့အကာပီတွေကငါတို့ရဲ့အကြီးအကဲတွေကဘလို့တဟရီကလေးလုပ်ခဲ့တာဘလို့ပေးဆက်ခဲ့တာဘလို့ကြိုးပမ်းခဲ့တာဆဟာဘာတွေကိုခဏထားနော်ဆဟာဘာတွေလို့မြင့်မြတ်တဲ့ဝိညာဉ်တွေမြင့်မြတ်တဲ့မဟာလူသားတွေကိုခဏထားကျွန်တော်တို့ရဲ့အကာပီတွေဥလမိုင်ဒီယိုဘန်ကိုကျွန်တော်တို့ရဲ့ဒီယိုဘန်အကာပီရီတွေကိုပဲငါတို့ရဲ့အကာပီတွေကဘလို့လုပ်ခဲ့တာငါတို့ရဲ့အမီချုပ်ကြီးကဘလို့လုပ်ခဲ့တာငါတို့ရဲ့အကာပီဆလာဆာဟဇရတ်မောလနာအီလီယာဆပ်ရာဟ်မတုလ္လာဟီအလိုင်မောလနာယူဆုဖ်တာရာဟ်မတုလ္လာဟီအလိုင်မောလနာအီနာမူလဟဆန်ဆပ်ရာဟ်မတုလ္လာဟီအလိုင်ရှိုက်ကုလင်မောလနာမဟမူဒ်ဟဆန်ဒီယိုဘန်နီရာဟ်မတုလ္လာဟီအလိုင်ဟဇရတ်သာနီရာဟ်မတုလ္လာဟီအလိုင်ငါတို့ရဲ့အကာပီတွေကသာသနာနဲ့ပတ်သက်ပြီးဘလို့ပြီးဆက်ခဲ့တာဘလို့တွေလုပ်ခဲ့တာဘယ်အရီဟာတွေကတဇကီရာလုံယုံပြီးဗဇက်အရသာခံပြီးပြောရတာမဟုတ်အခုပြောခမည်းအာလင်ဖြစ်ပြီးဒီအာလင်နဲ့ဒီအကာပီရဲ့နာမည်တွေကိုကိုင်နေပြီးခမည်းရှိကိုဒီတာဝန်ရောက်လေမင်းပါလုပ်နေလဲပြောကျွန်တော်ပြောနေတဲ့သဘောပေါက်နေလားမသိဘူးအကာပီရဲ့နာမည်တွေကိုပဲအရသာခံပြီးအကြောင်းတွေကိုပဲပြန်ပြောင်းပြောလို့ကျွန်တော်တို့မအောင်မြင်တော့ဘူးအတိကဒီအကြောင်းကြီးပြောရတာဒီသူတို့ရဲ့စီရတ်ကိုအပနာဖို့ကျွန်တော်ဇင်ဒဂီထဲမှာဒီအကာပီရီနေရဲ့စီရတ်အကာပီရီနေရဲ့ရှောင်းလန်းခဲ့တဲ့လမ်းစဉ်ပေါ်မှာဘယ်လောက်ရှိနေလဲကိုစမ်းစစ်ရမှာကိုအရင်စမ်းစစ်ကမှာအဲ့တော့လေးစားတဲ့မိတ်ဆွေများခင်ဗျာဟာငါတို့အကာပီရီလက်ထက်မှာမူဖတီချုပ်တို့ရဲ့လက်ထက်မှာအမီရချုပ်တို့ရဲ့လက်ထက်ဘလို့တွေချိုးပန်းကြတာဘလို့တွေဒုက္ခတွေခံဘိုင်အဲ့ဒါတွေကကျွန်တော်တို့ကိုအဲ့ဒီကနေသင်ခန်းစာယူပြီးကျွန်တော်တို့ကဒီလမ်းစဉ်ကိုရှောက်ဖို့အတွက်ကျွန်တော်တို့ကိုဒါတွေကိုအကြီးကဲတွေကချမ်းဆောင်နေတဲ့မှာစီရတ်တွေတဲ့မှာဆဝါနိဟာယတ်တွေတဲ့မှာအထုပ်ပတိတွေမှာတင်ပြတာအော်လီဇာတမိတ်ဆွေများခင်ဗျအရေးကြီးတာကပါလဲအကာပီရီရဲ့အကြောင်းကိုသူတော်စင်ရဲ့အကြောင်းကိုကျွန်တော်တို့ကဗဇက်အရသာခံပြီးပြောရဖို့အဲ့ဒီသူတော်စင်တွေဘယ်လမ်းကိုရှောက်ပြီးဘလို့တွေဒင်တက်အစ္စလာမ်တက်ပေးဆက်ပြီးအောင်မြင်သွားလဲအဲ့ဒီလမ်းစဉ်ပေါ်မှာရှိရမှာကျွန်တော်တို့ကိုဟီဆပ်လို့ကိုဒီနေ့မေးခွန်းထုတ်ငါရှိမှဒီအကာပီရီရဲ့စီဖတ်ဘလောက်ဝင်လာပြီလဲဒီဆဟာဘာရီရဲ့စီဖတ်ဘလောက်ဝင်လာပြီလဲအဲ့တော့လီဇာတဲ့မိတ်ဆွေများခင်ဗျာကျွန်တော်တို့ရဲ့အကာပီတွေကတော်တော်ကြီးမားတဲ့အဟ်ဆန်ပဲဒီအွမ်မတ်ကိုခေတ်တိုင်းမှာဖစ်တနာတွေပေါ်လာတိုင်းအဲ့ဒီဖစ်တနာတွေကိုတွန်းလှန်ခဲ့တာကျွန်တော်တို့အကာပီရီနဲ့ဥလမာယီဒီအိုဘန်ဖြစ်တယ်